ပြီရင်ဆုံး handstand ကျင့်တဲ့အခါမှာ basic exercise လို့ပြောလို့ရတယ်ယောဂမှာဆိုရင်သူ crow pose ပေါ့နော်ဘာကာစနာလို့လည်းခေါ်တယ်ပေါ့နော်ဘာကာစနာလေ့ကျင့်ဘာတွေသိလာမလဲဆိုလို့ရှိရင်သူက shoulder scapula protract လုပ်ရတာတွေတွန်းတင်ရတာတွေ core engage လုပ်ရတာတွေလက်ကုပ်ရတာတွေကိုခန္ဓာကိုယ်ကသူ့လိုနားလည်သွားလိမ့်မယ်နော်အဲ့ဒါကဒီ handstand ကျင့်တဲ့အခါမှာပခုံးတွန်းတာ one bite လေးတွေညှစ်တာလက်လေးကုပ်ထားပြီးတော့နော် scapula protract လုပ်တာတွေပါခန္ဓာကိုယ်ကတည်သွားလိမ့်မယ်နော်အဲ့တော့အရင်ဆုံး crow လေးကိုဘယ်လိုလေ့ကျင့်မလဲဆိုတာကြည့်ရအောင်နော် okay အပြီးပစစ်တုပ်လေးထိုင်လိုက်လို့ရတယ်နော်ပြီးရင်လက်ကလေးကိုရှေ့မှာလေးပခုံးအကျယ်လေး handstand ထောက်တဲ့ left position ပဲနော်ပြီးရင်တင်မလေးတစ်ချက်လေးထားပြီးနောက်မှာ dual leg ကိုတစ်ချက်တစ်ပြိုင်တည်းလေးပါလုပ်လိုက်လို့ရလဲဆိုကွေးလိုက်လို့ရတယ်ပြီးရင်ခြေထောက်ပွား body weight လေးကိုလက်ပေါ်လေးပြောင်းကြည့်ပြန်လာကြည့်နော်ခြေထောက်ပွား body weight လေးကိုလက်ပေါ်လေးပြောင်းကြည့်ပြန်လာကြည့်ဟုတ်ပြီအဲ့တော့မှလက်ပေါ်မှာများနေနိုင်သွားပြီဆိုလို့ရှိရင်ဒီ position လေးမျက်လုံးလေးရှေ့ကိုလေးလှမ်းကြည့်ထားပြီး one minus scapula protract core engage ဖနှောင့်တင်ပါလေးပါကတ်ထားပြီးเนาะလက်တွေကုပ်ထားလက်ဖြားထိပ်မှာ body weight ရောက်မှာဒီ position လေးကိုကြာလေးပါလုပ်လို့ရမလဲဆိုရင်တက်တောင့်တက်တာလေးထိနိုင်နေမယ်เนาะပြန်ချ okay ဟုတ်ပြီဒီဟာလေးကို crow လေးရပြီဆိုလို့ရှိရင်တရောင်ကွေးလေးရလို့ရှိရင်เนาะတရောင်အဆန်လေးပေါ့เนาะသူ crane pose လို့လည်းခေါ်တယ်ပေါ့เนาะဒါမှမဟုတ်ရင်ဒီဘာကာစနာ B လို့လည်းခေါ်တယ်ပေါ့เนาะအဲ့တော့ဒါလေးကိုသွားမယ်ဆိုရင်လည်းအဲ့လိုပဲလက်ကလေးတွေကားထောက်ကုတ်ထောက်ခြေထောက်ပေါ် body weight လေးကိုလက်ပေါ်ပြောင်းပြန်လာခြေထောက်ပေါ် body weight လေးလက်ပေါ်ပြောင်းပြန်လာเนาะ okay ရတယ်ဆိုလို့ရှိရင်ဒူးလေးကိုခြေထောက်ပေါ် body weight လေးလက်ပေါ်ပြောင်းတောင်လေးကိုအဆန်အတိုင်းလေးပဲပေါ်လေးပါလုပ်ပေးမယ်ဆိုရင်ထိန်ပေးလို့ရတယ်เนาะဟုတ်ပြီဒီ crane လေးနိုင်လာပြီဆိုလို့ရှိရင်เนาะအဲ့လို position လေး handstand တက်ကိုခုံပြီးတော့တက်တာမဟုတ်ဘဲနဲ့တစ်ဖက်ချင်းစီလေးတက်လို့ရတယ်เนาะဒါလေးလည်းဒီလိုလေးပဲရှေ့လေး lean forward ပြန်လာ lean forward ပြန်လာဟုတ်ပြီเนาะအဲ့တော့ခြေထောက်လေး body weight လေးရှေ့လဲနောက်လဲကိုခြေထောက်တစ်ဖက်တည်းနဲ့လုပ်ရအောင်တစ်ဖက်ကိုသိမ်းလိုက်ရှေ့ lean forward ပြန်လာ lean forward ပြန်လာနော်နိုင်နေဆိုရင်လုံးဝ lean forward ဒါဆိုရင် low tech ဖင်လေးနည်းနည်းလေးဒူးလေးနည်းနည်းလေးခွာလိုက်မယ်ဆိုရင် high tech anterior pelvic tilt လေးဖြစ်သွားလိမ့်မယ်နော် okay